ကဘာလေးရဲ့စိတ်ကူးရဲ့တရင်ကြီးမင်းသမီးလေးကိုအိုက်တဲ့စီမိအောင်ဆုံးအောက်ကမိခင်များကိုစိတ်ကူးရဲ့ဒီမင်းသမီးများရေးသားထားတော့လူဆိုတာမျိုးတော့သဘောထားလည်းကြည့်အောင်မောင်ကိုရဲ့မိအောင်အောက်ကိုဝေးရဲ့ရည်တည်နေတွေ့လို့စံစင်လို့တဲ့ရှင်ကံဝေးမြောက်မိရင်လေးပါးရီမြရဲ့သိကိုဝင်သာဝစင်မောရဲ့